ရှောင်ကြည့်သူစိတ်မမရဲ့နဲ့မုန်းစကားတွေဆိုလူရဲ့အကျဉ်းသားတွေခွဲကပြောက်လို့အသေးခွဲရဲ့တမင်တကာရှောင်ခဲ့မောင်သေးတွေ